ကဲအားလုံးပဲမင်္ဂလာပါเนาะကျွန်တော်အချိန်မရှိတဲ့အတွက်ကြောင့်မလို့လူမဆောက်တော့ဘူးပေါ့နော်ကျွန်တော်ဒီဘက်အကောင့်လေးမှာပြီးရင်ဟိုဘက်မူရင်းကောက်ကလေးမှာပြန်ပြီးလောက်အောင်မှာဖြစ်တယ်လို့ကြောင့်မလို့ကျွန်တော်အချိန်မရတဲ့အတွက်ကြောင့်မလို့သူမဆောက်တော့ပါဘူးเนาะအဲ့အတွက်ကြောင့်မလို့ကျွန်တော်ညီကိုမောင်နှမတွေအကုန်လုံးเนาะဒီခံခွင့်လုပ်ပေးကြပါကျွန်တော်ညီကောင်တို့တစ်ချက်ကြည့်မယ်ဗျနော်ကျွန်တော်ရင်တော့နောက်ပိတ်ကလေးကိုနောက်ပိတ်လေးကိုရင်ပြခြင်းပါ29က9ပိတ်တဲ့ကျွန်တော်3ည1က3ညထိပ်စီနော်9ရဲ့3ညရဲ့ပေါင်းခြင်း9ရဲ့3ညရဲ့ပေါင်းခြင်းဒီကျွန်တော်ညီကောင်တို့ကဘာရတယ်9ရဲ့3ညရဲ့ပေါင်းခြင်းဒီကျွန်တော်ညီကောင်မကြီး9ဆိုပြီးရပါတယ်တဲ့အဲ9ရဲ့နက်ခတ်တီးက6 96တီးကအပိတ်ပါနော်96တီးကအပိတ်ပါအဲကျွန်တော်ထပ်ကြည့်မယ်ဗျနော်38က8ပိတ်ပါ89ကခွန်ဒိစီအဲ့တော့8နဲ့ခွန်နဲ့ပေါင်းခြင်းဒီကျွန်တော်ညီကောင်မကြီး9ဆိုပြီးရတယ်9ရဲ့ပါဝါဒီ9ရဲ့နက်ခတ်တီးက3ပေါ့နော်9 3တီးကအပိတ်ပါနော်53ဒီကအပိတ်ပါတယ်53ပိတ်မှာကျွန်တော်ဘာတော့ရှိခဲ့ရလဲဆို83ဆိုတဲ့3ပိတ်3ည1က3ည1ပိတ်83က8ထိပ်စီအဲ့တော့1နဲ့8နဲ့ပေါင်းခြင်းဒီ9ဆိုပြီးရတယ်9ရဲ့နက်ခတ်ဒီက6 96ဒီကအပိတ်ပါတဲ့96ဒီကအပိတ်ပါတယ်အဲ့တော့96ပိတ်ကလေးမှာကျွန်တော်ဘာတော့ရှိခဲ့ရလဲဆိုရင်တဲ့နော်6ဘူးဆိုတဲ့6ပိတ်လေးထွက်ရှိခဲ့ပါတယ်ထပ်ကြည့်မယ်89က9ပိတ်6ဘူးက6ထိပ်စီ9ရဲ့6ရဲ့ပေါင်းခြင်း9ရဲ့6ရဲ့ပေါင်းခြင်းဒီ9ဆိုပြီးတော့ရပါတယ်တဲ့9ရဲ့နက်ခတ်ဒီက3 53ဒီအပိတ်တယ်ကျွန်တော်တို့ဘာထွက်ရှိခဲ့တာလဲ85ဆိုတဲ့9ပိတ်လေးထွက်ရှိခဲ့တာပါတဲ့အဲ့တော့ကျွန်တော်ကြည့်ရမယ်ဆိုလို့ရှိရင်မနက်ဖြန်ကျွန်တော်7 မိနစ်မှာ83က3ပိတ်85က9ထိပ်စီ3နဲ့9နဲ့ပေါင်းခြင်း3နဲ့9နဲ့ပေါင်းခြင်းဒီ3ညဆိုပြီးရတယ်3ညရဲ့နက်ခတ်ဒီက9 3ညခွန်ဒီအပိတ်ပါနော်ဆိုတော့3ညခွန်ဆိုတဲ့အပိတ်ကလေးရရှိခဲ့ပြီအဲ့တော့ဟုတ်ပြီကျွန်တော်အပိတ်ကလေးနဲ့သွားမယ်အပိတ်ကလေးနဲ့ဗာနဲ့သွားမယ်ဆိုတော့အပိတ်ကလေးနဲ့ကျွန်တော်ထိတ်ကလေးနဲ့သွားရမှာပေါ့နော်အဲ့တော့ထိတ်စည်းလေးကဘာဖြစ်မလဲကျွန်တော်ညီကောင်မတစ်ချက်လိုက်ကြည့်
နော်ထိပ်စီးလေးရဘာဖြစ်မလဲဆိုတော့တစ်ချက်လိုက်ကြည့်82က2အပိတ်ပါတဲ့31က3ထိပ်စီးပါ3နဲ့2နဲ့ပေါင်းခြင်းဒီကျွန်တော်ရဲ့ညီကိုမောင်နှမတွေအကုန်လုံး3နဲ့2နဲ့ပေါင်းခြင်းဒီတဲ့2ဆိုပြီးတော့ရပါတယ်တဲ့နော်အဲ့တော့ထပ်ကြည့်90ကခွန်ထိပ်စီးနဲ့81က1ပိတ်နဲ့ခွန်နဲ့1နဲ့ပေါင်းခြင်းဒီ8ဆိုပြီးတော့ရတယ်အဲ့တော့3နဲ့2နဲ့ပေါင်းခြင်းဒီ2ခွန်နဲ့1နဲ့ပေါင်းခြင်းဒီ8အဲ့တော့ကျွန်တော်ထပ်ကြည့်မယ်83က8ထိပ်စီး34က4ပိတ်အဲ့တော့8နဲ့4နဲ့ပေါင်းခြင်းဒီ2ဆိုပြီးတော့တစ်ခါပြန်လာတယ်ဒီနှလုံးပေါင်းခြင်းဒီကျွန်တော်ညူပုံမှန်2ဆိုပြီးတော့ရတယ်ဒီနှလုံးပေါင်းခြင်းဒီ8ဆိုပြီးတော့ရတယ်ဒီနှလုံးပေါင်းခြင်း2ဆိုပြီးတော့လာရင်ဒီနှလုံးပေါင်းခြင်းဒီ8ဆိုပြီးပြန်လာရမယ်တဲ့ဆိုတော့6နှစ်ဆိုတဲ့8ဆိုပြီးတော့ပြန်ပေါင်းခြင်းရတယ်ပေါ့နော်အဲ့တော့ကျွန်တော်ထပ်ပြီးတော့ကြည့်မယ်ဆိုရင်တဲ့နော်ဒီနှလုံးပေါင်းခြင်းဒီ2ဆိုပြီးလာရမယ်ဆိုတော့9နဲ့9နဲ့ပေါင်းခြင်းဒီခွန်ထိပ်ဆိုပြီးတော့ကျွန်တော်တို့ကရရှိခဲ့တယ်ပေါ့နော်အဲ့တော့ခွန်ထိပ်ရရှိပြီတဲ့ခါလာမနက်ဖြန်ကျွန်တော်12နာရီ10မိနစ်မှာပေါင်းခြင်းဒီပါရရမှာလဲဆိုလို့ရှိရင်8ဆိုပြီးရမှာအဲ့တော့ဒီမှာကျွန်တော်တို့9ဘူးဆိုတဲ့9ပိတ်ရှိရတဲ့အတွက်ကြောင့်မလို့9နဲ့ပါနဲ့ပေါင်းရင်ကျွန်တော်တို့8ဖြစ်မလား9နဲ့3နဲ့ပေါင်းခြင်းဒီ8ဆိုပြီးတော့ရပါတယ်တဲ့အဲ့တော့မနက်ဖြန်မှာကျွန်တော်တို့က3ထိပ်စီးဆိုပြီးတော့တစ်ခါတစ်ခုတွေ့တယ်ပေါ့နော်အဲ့တော့3ထိပ်စီးဆိုပြီးတော့ကျွန်တော်တစ်ခါတစ်ခုတွေ့တယ်ဆိုလို့ရှိရင်ကျွန်တော်အဲ့ဒါကကျွန်တော်ကကြိုက်လေးခုနောက်ထိပ်စီးလေးတစ်လုံးထပ်လိုချင်သေးတယ်ဆိုလို့ရှိရင်ထပ်ကြည့်ရမှာပါလဲဆိုတော့ခွန်နဲ့8နဲ့ပေါင်းခြင်းနဲ့နော်ခွန်နဲ့8နဲ့ပေါင်းခြင်းဒီ9ပါတဲ့အဲ့ဒီ8နဲ့6နဲ့ပေါင်းခြင်းဒီ4ပါတဲ့အဲ့ဒီ6နဲ့9နဲ့ပေါင်းခြင်းဒီ3ပါတဲ့အဲ့တော့ခွန်နဲ့ဘာနဲ့ပေါင်းရင်ကျွန်တော်တို့က2ဖြစ်မလဲနော်အဲ့တော့ခွန်နဲ့2နဲ့ပေါင်းလို့ဆိုမနက်ဖြန်မှာကျွန်တော်တို့9တစ်လုံးတည်တယ်ထိပ်စီးမှာပေါင်းခြင်းရပါတယ်တဲ့နော်ကျွန်တော်ညီပေါ်မိုင်းနားလေလာတော့မသိနော်ခွန်နဲ့8နဲ့ပေါင်းခြင်းဒီ9ပါ8နဲ့6နဲ့ပေါင်းခြင်းဒီ4ပါ6နဲ့9နဲ့ပေါင်းခြင်းဒီ3ပါ3နဲ့ကျွန်တော်တို့ကဒီက9နဲ့ဒီက9နဲ့ပေါင်းမှ2ဆိုပြီးရမယ်အတွက်ကျွန်တော်9ထိပ်စီးဆိုပြီးတော့မနက်ဖြန်မှာပြရတယ်ပေါ့နော်အေးဟုတ်ပြီဒါလေးရတစ်ချက်ထားအဲ့တော့ကျွန်တော်ထပ်ကြည့်မယ်ဆိုလို့ရှိရင်ပေါ့နော်ကျွန်တော်သိပြီးသားအတိုင်းပဲဒါလေးကတော့နော်ဟောဒီက3ညနဲ့နော်ဟောဒီက3ည1က3ညထိပ်စီးနဲ့ကျွန်တော်တို့81က1အပိတ်အဲ့တော့1နဲ့ကျွန်တော်တို့ကဒီက1နဲ့ဒီက3ညနဲ့ပေါင်းမယ်ပေါ့နော်အဲ့တော့3ညနဲ့1နဲ့ပေါင်းခြင်းဒီကျွန်တော်ရဲ့ညူပုံတော့ဘာဆိုပြီးတော့ရတယ်1ပဲရတယ်1ကပါဝါဒီက1ကပါဝါဒီက6 1ရဲ့နှက်ခတ်ဒီက8 168ဒီပဋိ168ဒီကီဘာတော့ရှိခဲ့ရလဲကျွန်တော်ညီကောင်တော့ခွန်9ဆိုတဲ့6ပဋိနော်အဲ့တော့ကျွန်တော်89ကခွန်ထိပ်စီးနဲ့34က4ပိတ်ကျွန်တော်ကအဲ့ဒီခွန်နဲ့4နဲ့ပေါင်းခြင်းခွန်နဲ့4နဲ့ပေါင်းခြင်းဒီကျွန်တော်ညီကောင်တော့1ဆိုပြီးတော့ရပါတယ်အဲ့1ရဲ့ပါဝါဒီက6ပါ1ရဲ့နှက်ခတ်ဒီက8ပါဘာတော့ရှိခဲ့ရလဲ83ဆိုတဲ့1ပဋိနော်အဲ့တော့83က8ထိပ်စီးတဲ့ကျွန်တော်52က2အပိတ်နဲ့8နဲ့2နဲ့ပေါင်းခြင်းဒီ3ညပါတဲ့3ညရဲ့ပါဝါဒီက5ပါ3ညရဲ့နှက်ခတ်ဒီကခွန်ပါ9 3ညခွန်ကီ9 3ညခွန်ကပရိတ်အဲ့တော့9 3ညခွန်ကီ9 3ညခွန်ပရိတ်မှာဘာတော့ရှိခဲ့ရလဲဆိုရင်3ည5ဆိုတဲ့5ပရိတ်နဲ့ကျွန်တော်တို့ကပြီးခဲ့တယ်ပေါ့ဗျာနော်အဲ့တော့ထပ်ကြည့်မယ်ဆိုရင်6ဘူးက6ထိပ်စီးတဲ့3ည5က5ပိတ်6နဲ့5နဲ့ပေါင်းခြင်းဒီ1ဆိုပြီးတော့ရပါတယ်1ရဲ့ပါဝါဒီက6ပါ1ရဲ့နှက်ခတ်ဒီက8ပါ168ဒီကီ168ဒီပရိတ်အဲ့တော့ဘာတော့ရှိခဲ့တာလဲကျွန်တော်ရဲ့ညီကောင်မလေးနော်ဒီမှာကဒီတပင်မှာကကျွန်တော်တို့ကနော်ပြောရမယ်ဆိုရင်တော့ကျွန်တော်ဒီတပင်မှာကဒါဖောက်တယ်လို့ပဲယူဆရမယ်ပေါ့နော်ဒါပေမဲ့ဒီကောင်ဒီကအပေါ်မှာတောက်လျှောက်မှအားတာဖြစ်တဲ့အတွက်ကြောင့်မလို့ကျွန်တော်တို့ကဒီမနေ့ပြန်12နာရီ10မိနစ်မှာဒီကောင်ကိုကျွန်တော်တို့ကလိုချင်တဲ့အတွက်ကြောင့်ဘာကြောင့်လိုချင်တာလဲဆိုတစ်ချက်ကြည့်မယ်ခွန်နဲ့9နဲ့ပေါင်းကြည့်ဒီ2ပါ2ရဲ့ပါဝါဒီကခွန်ပါ2ရဲ့နှက်ခတ်ဒီက4ပါအဲ့တော့2ခွန်4ဒီကီ2ခွန်4ဒီပရိတ်တကယ်လို့ဒါကျွန်တော်တို့ကဒီမှာနော်ဘာကြောင့်ယူခဲ့တာလဲဆိုရင်နှစ်ပရိတ်ကိုကြိုက်လို့ပါနော်ဘာကြောင့်လဲဆိုလို့ရှိရင်3ညခွန်မှာခွန်ပိတ်ကျွန်တော်တို့က35မှာ9ထိပ်စီးနဲ့ဒီနောက်ပေါင်းချင်းနှစ်ပရိတ်ဆိုပြီးတော့ကျွန်တော်တို့ကရရှိမယ်အပေါက်ရှိတယ်ပေါ့နော်
အဲ့လိုမျိုးတစ်ခုပြီးတယ်ဆိုလို့ရှိရင်အဲ့ဒါတစ်ခုပြီးသွားရင်ကျွန်တော်ဘာထပ်ပြီးတော့ကြိုက်တာလဲဆိုလို့ရှိရင်2.4 ကီးကိုကြိုက်ပါတယ်နော်အဲ့တော့2.4 ကီးကိုကြိုက်တာဖြစ်တဲ့ကျွန်တော်တို့ကလက်ရှိမှာခဏလေးတော့ထုတ်ပေးခြင်းနဲ့ဒါပေမဲ့မနက်ဖြန်12နာရီ10မိနစ်ကနေပြီးတော့မှကျွန်တော်တို့နော်မနက်ဖြန်12နာရီ10မိနစ်မှာတော့တကွက်ကောင်းကျွန်တော်ညီကောင်မကြီးထိုးခြင်းနဲ့တကွက်ထဲပဲငွေကုန်ခံပြီးတော့ကျွန်တော်ထိုးခြင်းနဲ့ဆိုရင်တော့ကျွန်တော်ညီကောင်မကြီး39 694 506 165မှာကျွန်တော်ညီကောင်မကြီးနော်ဘိုင်ဘာတော့၎င်းနော်ကျွန်တော်တို့ရိုးမစီပေါ့ဗျာနော်ရိုးမစီရတော့၎င်းကျွန်တော်ညီကောင်မကြီးဟိုင်းထားပါလို့နော်ဟိုင်းတာပါကျွန်တော်ညီကောင်မကြီးကျွန်တော်အဖွဲ့ဝင်မခေါ်ပါဘူးကျွန်တော်စေနာကြီးပဲတတ်မှတ်ထားပါတယ်နော်စေနာကြီးပဲတတ်မှတ်ထားတာဖြစ်ပါတယ်။ကျွန်တော်ညီကောင်မကြီးတကွက်ကောင်းပေါ့နော်တကွက်ကောင်းကျွန်တော်ချပေးမှာဖြစ်ပါတယ်။တကွက်ကောင်းကျွန်တော်ချပေးမှာဖြစ်ပါတယ်။အဲ့တော့ကျွန်တော်တကွက်ကောင်းနဲ့ကျွန်တော်တို့တကယ်ကျွန်တော်ညီကောင်နေကုန်တစ်ချိန်ပေါက်ဆိုရင်တော့ကျွန်တော်တကွက်ကောင်းနဲ့ပတ်တီတစ်လုံးမှာတောင်းလို့ရပါတယ်။ဒါမှမဟုတ်ကျွန်တော်တကွက်ကောင်းပဲထိုးချင်တဲ့ညီကောင်မကြီးရတော့တကွက်ကောင်းပဲတောင်းလို့ရတယ်။နေကုန်တစ်ချိန်ပေါက်ဆိုရင်တော့ကျွန်တော်ညီကောင်မကြီးပတ်တီတစ်လုံးမှာကျွန်တော်ထိပ်ပြီးတော့ပြီးလို့ရပါတယ်။အဲ့တော့ကျွန်တော်မနေ့ပြန်မှာဘိုင်ဘာတော့လောင်းရိုးမစီရတော့လောင်းဟိုင်းထားပြီးပါ။လက်ရှိမှာကျွန်တော်ရတဲ့ဟာလေးနဲ့ထုတ်ပေးရမယ်ဆိုရင်တော့ကျွန်တော်ညီကောင်မကြီးထွက်လာတဲ့ကဏ္ဍဒီက30 3ခွန်33ခွန်50 5ခွန်33ခွန်55ခွန်နော်အဲ့တော့နှစ်နဲ့ပတ်သက်ပြီးတော့မှကျွန်တော်ထုတ်ပေးမယ်ဆိုရင်30နှစ်နော်34နော်ငါနဲ့ပတ်သက်ပြီးတော့မှထုတ်ပေးမယ်ဆိုရင်50နှစ်54နော်အပိန်းထဲမှာကျွန်တော်တို့ပတ်သက်ပြီးတော့ထုတ်ပေးရမယ်ဆိုရင်တော့3နှစ် sorry 20 40ပေါ့နော်20 40ခွန်နဲ့ပတ်သက်ပြီးတော့မှထုတ်ပေးရမယ်ဆိုရင်ကျွန်တော်ကခွန်လေးခွန်နှစ်ပေါ့နော်ခွန်လေးခွန်နှစ်ပါကျွန်တော်ဒီကဏ္ဍလေးတွေကျွန်တော်ကအသီးသီးရရှိခဲ့တယ်ပေါ့ဗျာနော်ကျွန်တော်ဒီကဏ္ဍလေးတွေအသီးသီးရရှိခဲ့တယ်ဖြစ်ပါတယ်33ခွန်55ခွန်3နှစ်3 4 5နှစ်5 4 20 40ခွန်4ခွန်2ပေါ့နော်ဒီကဏ္ဍလေးတွေကျွန်တော်ရရှိခဲ့ရဖြစ်ပါတယ်ဒီတော့ကြောင့်မလို့ကျွန်တော်ညီပေါ်လိုက်မနက်ဖြန်မှာကျွန်တော်တို့တကွာကောင်မရဲ့ထိုးခြင်းနဲ့ဆိုလို့ရှိရင်တော့ကျွန်တော်ညီပေါ်မှာအဖွဲ့ဝင်မခေါ်ပါဘူးကျွန်တော်အဖွဲ့ဝင်မခေါ်ပါဘူးကျွန်တော်ပြီးတော့ပေါက်တဲ့အခါမှာပေါက်ကြီးတတ်မှတ်ထားတာမရှိပါဘူးစေအချင်းနဲ့ကျွန်တော်ညီပေါ်မှာရေးလာရောက်ယူပြီးလို့ရပါတယ်နော်နေကုန်တစ်ချိန်ပေါက်ဆိုရင်တော့ပတ်တီလေးတုံးထည့်ပြီးလို့ရတယ်နော်ကျွန်တော်ဇာတိုးမွေးခြင်းနဲ့ညီပေါ်မှာကြီးပေါ့နော်ဒါကတော့ဇာတိုးပတ်တီပေါ့နော်ဇာတိုးပတ်တီကျွန်တော်လိုချင်နေဆိုရင်လည်းရပါတယ်ဗျာနော်ဇာတိုးပတ်တီကျွန်တော်ညီပေါ်မှာကြီးလိုချင်နေဆိုရင်လည်းရပါတယ်ဗျအဲ့တော့မနေ့ပြန်7 နာရီ10မိနစ်မှာဇာတိုးပတ်တီတစ်လုံးကိုလိုချင်နေဆိုရင်လည်းလာလို့ရပါတယ်နော်ကျွန်တော်တကွက်ကောင်းကိုလည်းကျွန်တော်ညီပေါ်မှာစေနာချင်းနဲ့ကျွန်တော်ဘက်ကကိုညီပေးမှာဖြစ်ပါတယ်အဲ့တော့ဘိုင်ဘာရှိမယ်ကျွန်တော်ညီပေါ်မှာယူမစိတ်ရှိမယ်နော်ဟိုင်းထားဖို့ပဲလိုပါဗျနော်အားလုံးကိုကျေးဇူးများတင်ပါတယ်ပြန်လည်ပြီးတော့ဆုံတွေ့ကြပါအောင်မယ်မနေ့ပြန်မှာမင်္ဂလာရှိသော7 နာရီ10မိနစ်လေးကျွန်တော် online ဖြစ်နိုင်ကြပါစေလို့ဆုမွန်ကောင်းတောင်းပေးလိုက်ပါတယ်အားလုံးပဲကျေးဇူးများတင်ပါတယ်ဗျ